ဟာကဖြစ်တယ်ဆိုတော့ဟာကမှာရဲနှစ်ယောက်တနက်နဲ့ပြစ်ခံရတယ်ပေါ့ဗျာလူရင်းပြောရတယ်ရဲနှစ်ယောက်တနက်ပြစ်ခံရတယ်ဒါပေမဲ့အဲ့ပြစ်ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ရှိရင်သတင်းကနှစ်မျိုးသုံးမျိုးထွက်နေတယ်ပထမထွက်တဲ့တစ်မျိုးကပထမဦးထွက်တဲ့ချင်းရဲနှစ်ယောက်တနက်နဲ့ပြစ်သက်ခံရတယ်လို့ဟာကမျိုးမှာပြစ်သက်ခံရဆိုသတင်းမထွက်တာအခုနောက်ထပ်ထွက်လာတဲ့သတင်းကရဲကအရာရှိကြီးတယောက်ပါတယ်လူရဲမှုကြီးအစ်စ်လို့တော့ပြောတယ်ဒါပေမဲ့အဲ့ဒါကိုဟာက PDF ဘက်ကလည်းမထုတ်ပြန်နိုင်ဘူးအစိုးရဘက်ကလည်းမထုတ်ပြန်နိုင်မယ်အရက်သားတွေမှာအရက်ပြောတွေဖြစ်ကုန်တာဟာကမျိုးပေါ်မှာအရက်ပြောတွေဖြစ်ကုန်တော့အရက်ပြောတွေပြောပုံရဆိုရင်လည်းအရက်ပြောတွေပြောပုံရပြောတာနော်အတီကြတော့မဟုတ်ဘူးအမှတ်14ရဲတဲ့ရဲမှုဒုတိယရဲမှုကြီးစောအောင်တဲ့နော်အဲ့ပုဂ္ဂိုလ်နဲ့သူ့ရဲ့ကိုရရှိပြစ်ခတ်လိုက်တာပါဆိုပြီးပြောတယ်နော်ပြစ်ခတ်မှုကဒီနေ့ဇူလိုင်19ရက်မနေ့ပိုင်းမှာဖြစ်တာတဲ့နော်ရဲပါပြီးတော့ပြစ်ခံအဲ့နှစ်ယောက်ပြစ်ခံလိုက်ရတဲ့အတွက်ပြစ်တဲ့ချိန်မှာလည်းအဲ့နှစ်ယောက်ကအရက်သားဝတ်စုံနဲ့ရှိနေတယ်ပေါ့နော်အရက်ဝတ်စုံတဲ့သဘောမျိုးပြောတယ်ဆိုတော့ဒူနှစ်ယောက်အရက်ဝတ်နဲ့အပြင်ထွက်လာတဲ့သဘောရှိတယ်သူတို့ချင်း CDF ဟာခါအဖွဲ့ပေါ့နော်အဲ့အဖွဲ့နဲ့စောင့်နေတာပေါ့နော်လောက်ကြံမှုစောင့်တာအမြင်လောက်ကြံဆိုပြောရင်တော့ဗျာသူတို့ကဘာလို့ဆိုတော့အစိုးရအရာရှိမှန်တယ်ဗျာဘသူ့ကိုမဆိုသူကလောက်ကြံတဲ့ကိုစောင့်နေတယ်လမ်းကြုံသွားတဲ့ခါကျတော့ပြစ်တယ်သဘောမျိုးပေါ့နော်ဆိုတော့ပြတော့အခုနှစ်ယောက်တေသွားတယ်ရဲနှစ်ယောက်တေလို့အကြမ်းမြင်သိရတယ်ဒါပေမဲ့ချင်းမီဒီယာတွေကတော့ဖော်ပြတာတော့ရဲနှစ်ယောက်လို့ပဲဖော်ပြတယ်ဘယ်လောက်ကြီးတယ်မဖော်ပြဘူးဒါပေမဲ့ပြည်အုပ်စုတွေကြတော့သူကရဲမှုကြီးအစ်စ်ပဲအတူရဲမှုကြီးအစ်စ်ပဲဒီလိုမျိုးကောင်းနေတာတွေ့ရတယ်ကျွန်တော်တို့အမြင်ကတော့ရဲနဲ့အပြစ်ခတ်ခံရတယ်ဆိုတဲ့သတင်းကတော့မှန်တယ်ရဲဘယ်အဆင့်လောက်လဲဆိုတာတော့ကျွန်တော်တို့ခုချိန်ထိအတိအကျမသိရသေးဘူးမနက်ကမှဖြစ်တဲ့ကိစ္စဆိုတော့ဒီနေ့ညနေထိကျွန်တော်တို့မသိရသေးဘူးမနက်ဖြန်တစ်ပတ်ခါလောက်ဆိုတော့ဒါရှင်းရှင်းလင်းသိရမှာပေါ့နော်သူလောဆိုတော့ဟာခါမျိုးပြည်သူ့စေုံမှာပို့ဆောင်ပြီးတော့ဒါတေဆုံးသူရဲ့အလောင်းတစ်ခုတော့ဟာခါမျိုးပြည်သူ့စေုံပို့ထားတယ်ပေါ့နော်ဆိုတော့ဖြစ်တယ်လည်းဒီမျိုးမှာရဲစခန်းဘက်ကနေခံကောဘက်ကိုလမ်းကိုသူတို့သွားကြတဲ့အချိန်ပေါ့နော်အဲ့မှာနောက်ကနေ CDF ဟာခါနောက်ကနေလိုက်ပြီးတော့တကောထွက်လာမှန်းသိလို့ဆိုနောက်ကလိုက်ပြီးတော့ပြစ်တာဆိုတော့မျိုးမှာလည်းခါ PDF အဖွဲ့တွေရှိလှုပ်ရှားမှုတွေနည်းလေးတခါလေးအသွင်ယူလှုပ်ရှားမှုတွေအကြီးကျယ်ရှိတယ်ပေါ့ဗျာပြောတယ်လှုပ်ကြံရလို့ရင်လှုပ်ကြံမယ်ပေါ့ဒီလိုမျိုးပေါ့အဲ့တော့တခါကြရင်လည်းချင်းပြည်နယ်မြို့တော်ဟာခါလို့နေရာမှာတော့မလုံခြုံဘူးဆိုတာကြီးတော့မကောင်းဘူးပေါ့ဗျာဒါသက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်တွေအတွက်တော်တော်ကြီးကြီးထားရမယ်ကိစ္စတခုတော့ဖြစ်တာပေါ့သက်ဆိုင်ရာအစိုးရတာဝန်ရှိသူတွေဖွဲ့အတွက်ပေါ့နော်ဆိုတော့ဒါဟာခါမှာဖြစ်တဲ့ကိစ္စဆိုတော့နောက်တစ်ခုကဘာရှိလဲဆိုတော့မွေးစေဝါကိစ္စနော်ဒါမွေးစေဝါကိစ္စဆက်ပြောမယ်မွေးစေဝါကိစ္စဆိုတာမွေးစေဝါအခုဘီလီယံ20ဘိုးလောက်ငွေဘီလီယံ20ကျော်ဘိုးလောက်ရှိတဲ့တန်ကြီးရှိတဲ့မွေးစေဝါတွေနဲ့အတူနော်လူပုဂ္ဂိုလ်တွေမိတယ်ကျွန်တော်သိသလောက်တော့1ယောက်2ယောက်3ယောက်4ယောက်5ယောက်6ယောက်9ယောက်10ယောက်9ယောက်10ယောက်13ယောက်13ယောက်မိတယ်မမိသေးတာ3ယောက်16ယောက်ရှိတယ်အုပ်စုဖွဲ့တဲ့ဂိုင်းပေါ့နော်မွေးစေဝါအုပ်စုဖွဲ့တဲ့ဆောင်တဲ့ဂိုင်းကိုရဲတပ်ဖွဲ့ကမိတာကိုဒီနေ့ညမှာထုတ်ပြန်တာရဲတပ်ဖွဲ့မိတာဒီနေ့မှမိတာမဟုတ်ဘူးပြီးခဲ့တဲ့ဇူလိုင်6ရက်နေ့ကစမိတယ်သတင်းကွင်းဆက်တွေလိုက်တယ်နောက်ဆုံးအားလုံးပြီးလို့တော်တော်များအကုန်ကုန်ပြီဖမ်းစရာအကုန်နီးပါးကုန်သွားပြီဆိုတဲ့အချိန်လောက်ကြာမှဖတ်ကနေဆိုတာအစိုးရနေပြီးဒီနေ့ညမှာအစိုးရမဟုတ်ဒီ CCDAC မြန်မာလို့ခေါ်တဲ့မွေးထုတပ်ဖွဲ့နေပြီးတော့ထုတ်ပြန်တယ်ပေါ့နော်ဆိုတော့ထုတ်ပြန်ချက်ရဆိုရင်တော့ဇူလိုင်6ရက်ည10နာရီခွဲလောက်မှာလေဝင်းမြို့နယ်တောင်စင်အေးရွာနားမှာကျော်ဦးဆိုတဲ့ပုဂ္ဂိုလ်မောင်းလာပြီးဇော်ထွန်းဆိုလိုက်ပါလာတဲ့နော်6ဘိန်းရေပေါ်ကနေပြီးတော့ ice methamphetamine 900ကီလိုနော်ဒေတာထွက်ငွေကျပ် 12.5 ဘီလီယံတမိုးရှိတဲ့အရာတွေကိုစဖမ်းဆီးရမိတယ်ဒါလုံခြုံရေးပေါင်းဖွဲ့ရစမိတော့သူ့ကိုစစ်ဆေးလိုက်တဲ့ခါကျတော့ဇူလိုင်9ရက်နေ့ကြာလိုက်ကြအောင်ည9ရက်လောက်လည်းကြာကြအောင်ဖမ်းဆီးရမိတဲ့ ice methamphetamine တွေသဲဆောင်ရောင်းဝယ်ရမှာပူးပေါင်းပါဝင်တဲ့သူတွေဖြစ်တဲ့နော်အဲ့ပုံကိုယ်တွေဖြစ်တဲ့ဒီဇေယျလင်းထွေးမင်းစော်ဆိုတဲ့ပုံကိုယ်နှစ်ဦးကိုမင်္ဂလာမြို့နယ်အမှတ်3လမ်းစုံမှာစပြီးတော့ဇူလိုင်9ရက်နေ့ည9နာရီခွဲမိတယ်ပြောရရင်ပထမဆုံး2ယောက်ကိုဒီမွေးစေဝါတဲ့ကားကြီးနဲ့ဇူလိုင်6ရက်ည10နာရီခွဲမှာမိတယ်နော်နေပြီးတော့လေဝင်းမြို့နယ်တောင်စီအေးရွာနာမှာမိပြီးတော့သူတို့စစ်ဆေးလိုက်တဲ့ခါမှာနောက်ထပ်သူတို့ရှိတဲ့ဝင်းဆက်တွေအရာထပ်မိတာမင်္ဂလာတော်မြို့နယ်မှာမိတာဇေယျလင်းနဲ့ထွေးမင်းစောဆိုတဲ့ပုဂ္ဂိုလ်နှစ်ဦးကိုအမှတ်3မင်္ဂလာတော်အမှတ်3လမ်းမှာမိတယ်9ရက်ညမိတယ်အဲ့ဒါပြီးတဲ့နောက်မှာတော့ဇူလိုင်10ရက်နေ့ညမှာလည်းတစ်ခါထပ်ပြီးတော့မိတယ်မျိုးတန်းဆိုတဲ့ပုဂ္ဂိုလ်တကုံမျိုးသိမြောက်ပိုင်း29ရက်ကွက်မှာသူတိုတာဟဲလက်ဆာပြင်စီနဲ့သူဖမ်းဆီးရမိတယ်သူတို့အားလုံးကိုတစ်ခါခေါ်ပြီးဆက်လိုက်တယ်ပြောရရင်စုစုပေါင်း9ယောက်ရှိသွားအဲ့9ယောက်ကိုဆက်လိုက်တဲ့ခါကျတော့ဒီနေ့အဲ့ဒီနေ့မနေ့ပိုင်းပေါ့နော်10ရက်နေ့မနေ့ပိုင်းမှာဒီဝေထွန်းဆိုတဲ့ပုဂ္ဂိုလ်ပိုင်ဆိုင်တဲ့ဒလားမျိုးမှောက်ဆက်ရက်ကွက်နော်မှောက်ဆက်ရက်ကွက်မှာပေါ့နော်ဝေထွန်းပုဂ္ဂိုလ်တဲ့မှောက်ဆက်ရက်ကွက်ရန်ကုန်မြေကမ်းမှာစိုက်ကတ်ထားတဲ့ဒါမြို့မြစ်တာတစ်ဆိုတဲ့ဆက်လီအဲ့ဆက်လီအပေါ်မှာခင်မောင်ထွန်းစမျိုးမင်းကြော်ဝင်းဝင်းနိုင်ဦးမိုးစော်ဦးမောင်ချိုလွင်တန်းဝေလှမျိုးခိုင်မြင့်ခိုင်အစရှိတဲ့10ဦးအဲ့10ဦးကိုဖမ်းဆီးရမိတယ်အဲ့10ဦးဖမ်းဆီးရမိတယ်ဆိုတော့ပြောရတော့ဗျာခင်မောင်ထွန်းစမျိုးမင်းကြော်ဝင်းနိုင်ဦးမိုးစော်ဦးမောင်ချိုလွင်တန်းဝေလှမျိုးခိုင်မြင့်ခိုင်အဲ့9ယောက်အဲ့10ယောက်ပေါ့နော်အဲ့10ယောက်ကိုမိတယ်အဲ့10ယောက်ကိုတော့ငွေ9ဘီလီယံကို8ဘီလီယံဘိုးလောက်ရှိတယ်မွေးစော်ရည်နဲ့မိတယ်ရှေ့မှာဘီလီယံ12ဘီလီယံလောက်ဆိုဘီလီယံ20ကျော်လာပြီဘီလီယံ20လောက်ကျော်သွားပြီပေါ့နော်ဘီလီယံ20ကျော်သွားအဲ့လိုမိတယ်ဒီကောင်တွေကိုဇူလိုင်10ရက်နေ့
မနေ့မှမိတာပေါ့နော်ကျွန်တော်8ရက်နေ့မနေ့မှမိတယ်မိပြီးတော့သိမကြောက်တခါခွန်းဆက်လိုက်တာပေါ့လိုက်တဲ့ခါကျတော့ဒီကောင်တွေကလာရှိုးမြို့နယ်ပန်ဟိုးကြီးရွာမှာနေတဲ့ရန်ကြားရှောခေါ်ရန်ကလာဒီကောင်ကတော့ဖန်စီရန်ကြံသေးတယ်မမိသေးဘူးပေါ့နော်အဲ့တော့ရှမ်းပြည်နယ်မြောက်ပိုင်းနေပြီးတော့ဒီကောင်ကအဲ့ရန်ကြားရှောကိုရန်ကြားကနေပြီးတော့လှမ်းပြီးညွန်ကြားပြီးတဲခိုင်းတယ်ပေါ့သူကတော့ရန်ကုန်ပင်လယ်ပြင်တင်ပို့တဲ့အချိန်မှာစီမံခန့်ခွဲသူဖြစ်တဲ့ဒီမော်မြို့နယ်ညောင်မင်းသားကနေဝေထွန်းဆိုတဲ့ပုဂ္ဂိုလ်ဝီလီယံထွန်းကုမ္ပဏီပိုင်ရှင်ဝေထွန်းပေါ့နော်ဝီလီယံထွန်းကုမ္ပဏီပိုင်ရှင်ဝေထွန်းသူနဲ့တူပေါင်းပါဝင်တဲ့ဝီလီယံထွန်းကုမ္ပဏီတွေဖွဲ့နေဖြစ်တဲ့ဒေါ်မျိုးနဲ့ຫນွေရက်ကွက်နေမြတ်သူနော်တာမွေမြို့နယ်ရာသာဟင်းတာဝင်းတော်နေတဲ့ရာသာဟင်းခေါ်ရာသာမြောက်တကုံမြောက်တကုံမြို့နယ်ဒီမျိုးတန်းရန်ကုန်အဲ့ပုဂ္ဂိုလ်တွေအကုန်လုံးအဲ့လူတွေဒါဖန်စီရကျန်တဲ့လူတွေပေါ့နော်သူတို့အဖွဲ့တွေနဲ့အကုန်လုံးကျန်တဲ့အဖွဲ့တွေကိုတော့ဒါကွင်းဆက်တရားခံနေဖြစ်နေမိတယ်အဲ့တော့မမိသေးဘူးပေါ့ sorry အဲ့လူတွေရှိတယ်ဆိုတော့သိလိုက်ရတယ်ပေါ့နော်ဆိုတော့ဖန်စီရကျန်တာကဝေထွန်းဆိုတဲ့လူကျန်တယ်ရန်ကလားဆိုတဲ့ခေါ်ရန်ကြားရှောဆိုတဲ့လူပုဂ္ဂိုလ်ကကျန်တယ်နော်နောက်တစ်ခုကပါလေမြတ်သူဆိုတဲ့ပုဂ္ဂိုလ်အဲ့ပုဂ္ဂိုလ်ကျန်တယ်အဲ့၃ယောက်ကကျန်သေးတယ်မမိသေးဘူးပေါ့ဆိုတော့ကျန်တဲ့လူတွေတော့များအကုန်လုံးတန်းစီမိတယ်ပေါ့နော်ကျန်တော့ရန်ကြားရှောခေါ်ရန်ကလားဝေထွန်းခေါ်ဝေထွန်းပေါ့ဗျာနောက်တစ်ခါမြတ်သူခေါ်မြတ်သူတော့ကျန်တယ်ကျန်တဲ့လူအများကြီးပဲမိတယ်ပေါ့နော်အုပ်စုလိုက်ကြီးအများကြီးမိတယ်ဆိုတော့ဒါဘီလီယံ20ဘူးလို့ဆိုမွေးစေဝါတွေအကုန်လုံးအဲ့ဒါရှမ်းမြောက်ကနေပြီးတော့ရန်ကုန်စပင်လေစိတ်ကန်းတိစဉ်းစားကြည့်ဗျာဂျားရမန်ဂိတ်တွေကိုဘယ်နှခုတောင်ဘလူတွေဖြတ်ခဲ့ပြီးတော့ဘလူတွေတောင်မှပဲဘလူတွေကြော်ခွလာခဲ့လေတော့မသိဘူးဆိုတော့မွေးစေဝါတွေအဲ့လိုမျိုးမွေးစေဝါကိုရင်ကြီးကအခြေချေပြန်ဖြစ်နေတယ်ဗျာနော်ဆိုတော့ဘီလီယံ20ဘူးဆိုတာလည်းနည်းနည်းပတ်စံတော့မဟုတ်နည်းနည်းပတ်စံမဟုတ်ဘီလီယံ20ဆိုတာစဉ်းစားကြည့်နော်တိမ်ပေါင်း1000ကို1ဘီလီယံလို့ခေါ်တယ်တိမ်ပေါင်း1000ဘီလီယံ1ဘီလီယံခေါ်တယ်အခုဘီလီယံ20ဆိုတော့ခင်ဗျတွက်ကြည့်ပါသိန်းကြီး2သိန်းလို့ခေါ်တာပေါ့သိန်းကြီး2သိန်းလို့ခေါ်တာပေါ့နည်းနည်းပတ်စံတော့မဟုတ်ဒီပတ်စံကြီးဘီလီယံ20ဆိုတော့20ကျော်လို့ဆိုမွေးစေဝါလို့တဲ့ကောင်တွေချမ်းသာတယ်ဆိုတော့ဖြစ်နေတာပေါ့ဗျာခင်ဗျစဉ်းစားကြည့်လူတယောက်နေညာချင်းမွေးစေဝါလို့နေညာချင်းချမ်းသာနေဆိုတာဖြစ်နေတယ်ဒါကြောင့်တချို့လူတွေနေညာချင်းချမ်းသာလာတဲ့အကြီးကျယ်ဟောဖြစ်လာတဲ့ပြည့်ပစံနေနဲ့ဟောဖြစ်တယ်ပြီးတော့ဟိုလက်နက်ကိုင်အုပ်စုတွေလည်းဒီတိုင်းပဲလက်နက်ကိုင်အုပ်စုတွေလည်းကျန်တဲ့အားတွေလုပ်လို့ရှိရင်ကျန်တဲ့အားတွေလုပ်ရင်ခင်ဗျတတ်ထုတူးရင်တော့ကြာအောင်မယ်တတ်ထုတူးရင်ကြာမယ်နော်ရွှေတူးရင်ကြာမယ်နောက်တစ်ခါဘာလဲမြေရှားတူးရင်ကြာမယ်နော်ကြောက်တူးရင်ကြာအောင်မယ်အဲ့တော့ဟိုဘာလုပ်လဲဆိုတော့ကြားဖြန့်လုပ်မယ်မွေးစေဝါချောင်းမယ်အဲ့နှစ်ခုကပတ်စံကိုတောက်လိုက်ရတယ်ဟိုတလောကတော့ကျွန်တော်တို့ statesman မှာပါပါတယ်ဟို DKB နေမြေထဲမှာ DKB တို့ဘာတို့ကဒီကြားဖြန့်လုပ်တဲ့လူသားတယောက်စီကနေ$290တယောက်ချင်းစီမှာ$290နှုန်းနဲ့ကောက်တယ်လူ2သိန်းကျော်ဆိုတော့ခင်ဗျ58တန်းလောက်ဒေါ်လာ58တန်းကျော်လောက်လာစီရတယ်ဆိုပြီးတော့ကျွန်တော်ရှင်ဖော်ပြတယ်အဲ့တော့လူတွေအဲ့ပတ်စံတွေမချင်းမဆန်နေရတယ်အဲ့ဒါတွေချက်ချင်းရတယ်ချက်ချင်းကိုသူတို့ကလို့ခေါ်လဲဆိုချမ်းသာနိုင်တယ်နေညာရင်ချမ်းသာနိုင်တယ်ငွေဆိုတာနေညာရင်ချမ်းသာနိုင်တယ်အဲ့တော့လူတွေကလွယ်လွယ်ပဲပေါ်ပဲလှုပ်ချလိုက်ကိုလှုပ်ထလိုက်တော့ဒါထိတ်ဆုံးကောင်တွေကတော့ပိုရအောင်ဗျာအောက်ကဟိုခိုင်းပက်လေးတွေကတော့နည်းနည်းပဲရအောင်ပေါ့တိုးတော့အဲ့ကောင်တွေထောင်းနဲ့ကြာမှာအဲ့ဒါပြီးလေဒီအောင်နဲ့ဘာလို့လဲဆိုတော့သူတို့ရဲ့ခေါင်းတွေဖော်ပြမှာမဟုတ်ဘူးမဖော်ပြဘူးဖော်ပြပဲလို့သူကဒါလေးပဲနေလိုက်မှာပြီးရင်တော့သွားခင်ဗျာဘလို့ဖြစ်ဖြစ်ချိန်တိုင်းလတွေနှစ်တွေနဲ့ကြာရင်ပြီးပြန်လွတ်လာကြအောင်ပါပဲเนาะအဲ့တော့ခက်တယ်ဗျအတိုင်းပြည်ကအဲ့လိုတော့ရှိတယ်တိုင်းပြည်အဲ့လိုရှိတယ်เนาะ